project ကစခဲ့တဲ့ Ample သမိုင်းကို Titans တို့ဘယ်လိုရှေ့ဆက်မလဲ Titans အဖွဲ့ကတော့လက်တလုံးမှာ မိတ်ကလေးပရိသတ်တွေကြားမှာရေပန်းစားနေတဲ့အဖွဲ့လေးတစ်ဖွဲ့ပဲဖြစ်ပါတယ်။ Cloud 7 Entertainment ကနေတေချာစစ်ရွေးချယ်ပြီးကမှ Titans အဖွဲ့ဆိုပြီးယောက်ျားလေး6ယောက်ပါဝင်တဲ့ boy band ထွက်ရှိလာတာပါ။ Titans အဖွဲ့ဟာဆိုရင်တချင်းပြန်ဆိုသေးလေးတွေတီဆိုရေးကနေပရိသတ်လက်ခံမှုရရှိလာခဲ့ပြီးတော့အခုဆိုသူတို့ရဲ့ကိုယ်ပိုင်တချင်းထွက်ရှိလာခဲ့ပြီးတော့ Ample ဆိုတာကြီးကိုတပ်ဖန်ရွှေ့ဆက်နေကြပြီပဲဖြစ်ပါတယ်။ Titans အဖွဲ့မတိုင်ခင်က Ample ဆိုတာကြီးကို boy band အနေနဲ့ project ကအဖွဲ့ကဥဆောင်ခဲ့ကြတာဖြစ်ပြီးဝေဖန်ခံရတာတွေလည်းရှိခဲ့ပါတယ်။ဝေဖန်မှုတွေကြားထဲမှာ project ကအဖွဲ့ဟာအခုဆိုအတော်လေးကိုမှအောင်မြင်နေတဲ့အဖွဲ့တစ်ခုဖြစ်လို့နေပြီပဲဖြစ်သလို Ample ဆိုတာသူတို့အဖွဲ့ကစခဲ့တာဆိုတဲ့သမိုင်းကိုလည်းစိုက်ထူနိုင်ခဲ့ပြီလို့ပြောလို့ရပါတယ်။အခုချိန်ကြီးလည်း project ကအဖွဲ့ကိုအားပေးနေတဲ့ပရိသတ်တွေဟာဆိုရင်မနှဲမနှောပါပဲ။ဒါကြောင့်အခုထွက်ရှိလာတဲ့ Titans အဖွဲ့ဟာဆိုရင် senior ဖြစ်တဲ့ project ကအဖွဲ့ကိုလိုက်မိနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပြီး senior ထက်တမှုထူးခြားတဲ့သချင်းတွေကိုချပြသွားမလားဆိုတာကိုတော့ရင်ခုန်စရာပါပဲ။ပရိသတ်တို့ရော Titans အဖွဲ့ရဲ့သချင်းတွေကိုနားထောင်ပြီးသွားပြီလား။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။